မင်္ဂလာပါရှင်အပတ်စဉ်ဗုဒ္ဓညသတင်းတင်ဆက်မှုစီစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ယနေ့ညတင်ဆက်ပေးတော့မယ့်သတင်းတွေကတော့တိုက်ပွဲတဲ့ဖက်ကန့်လမ်းပိုင်းတွေစစ်ကောင်စစ်တပ်မှစစ်ဆေးမှုပြင်းထန်နေတဲ့သတင်းနဲ့တခြားသောစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါရရှင်ကျွန်မအခုမှကြဆင်ပါရှင်ကဲမကိုတမအမတ်6တက်ရနေမြေမတန်ရောင်မှာဒီဇင်ဘာလ6ရက်နေ့ညနေပိုင်း4နာရီချိန်ကစပြီးစစ်ကောင်စစ်တပ်နဲ့ကံရီပူပေါင်းတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။မတန်ရောင်ကျေးရွာရှိဖုန်ကြီးကျောင်းမှာတပ်ဆွဲထားတဲ့စစ်ကောင်စစ်တပ်အင်အား40ခန့်ရှိတဲ့တပ်ဖွဲ့ကိုကံရီနဲ့ KPDF ပူပေါင်းတပ်မှထိုးစစ်ဆင်တိုက်ခိုက်ရာမှာတိုက်ပွဲဖြစ်ပွားလာတာဖြစ်ပြီး9နာရီ30ခွဲအချိန်ခန့်မှာနှစ်ဖက်မှလက်နက်ကြီးများနဲ့ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းလည်းသိရပါတယ်။၎င်းနောက်ည8နာရီချိန်ခန့်ကစပြီးဖက်ကန့်တမကုံမှတိုက်ပွဲဖြစ်ပွားတဲ့နေရာဘက်120မမလက်နက်ကြီး3ကြိမ်ထပ်မံပစ်ခတ်တယ်လို့မဇွပြန်ကျင်းထောင်မှာတပ်ဆွဲနေတဲ့စစ်ကောင်စီတပ်ခလာရ86တပ်ဖွဲ့မှလည်း60မမလက်နက်ကြီး4ကြိမ်ထပ်မံပစ်ခတ်ခဲ့ကအဆိုပါလက်နက်ကြီးပစ်ခတ်မှုကြောင့်နံဖြစ်ကျေးရွာမှာစားတောက်ဆိုင်တစ်ဆိုင်နဲ့ကားနှစ်စီးထိခိုက်ပျက်စီးသွားကြောင်းသိရပါတယ်၎င်းနောက်မတန်ရာမှာရှိနေတဲ့စစ်ကောင်စစ်တပ်အဖွဲ့ကိုကဲရင်တပ်ဖွဲ့မှဒီဇင်ဘာလ9ရက်နေ့မနက်ပိုင်းမှာနောက်တစ်ကြိမ်ထပ်မံတိုက်ခိုက်ခဲ့ကမနက်ပိုင်း6နာရီခန့်တွင်စစ်ကောင်စစ်တပ်ဖွဲ့များရဲ့စစ်အုံဆောင်လက်နက်တချို့ကိုကဲရင်တပ်မှတင်စီရယူနိုင်ခဲ့တယ်လို့လည်းသိရပါတယ်ရှင်ဖက်ကမြို့နယ်လဝကျေးရွာနယ်ကားမိုင်းကြားရှိလမ်းစုံမှာစစ်ကောင်စစ်တပ်နဲ့ပြည်သူစစ်တို့ဒီဇင်ဘာလ9ရက်နေ့ကဖျက်တမ်းတွာလာနေတဲ့ပြည်သူတိုင်းကိုစစ်ဆေးမှုတွေပြုလုပ်နေခဲ့ကြောင်းသိရပါတယ်။ကားမိုင်းဗျူဟာကုန်းရှိစစ်ကောင်စစ်တပ်နဲ့လက်အောက်ခံပြည်သူစစ်ပူပေါင်းအဖွဲ့ကအင်အား30ခန့်ကအဆိုပါလမ်းစုံမှာစောင့်ဆိုင်နေကတွာလာနေသူများရဲ့ဖုန်းနဲ့မပုံတင်စစ်ဆေးမှုတွေပြုလုပ်နေခဲ့ပြီးဖက်ကန့်ဘက်အသက်ဆင်းလို့တဲ့ကားများကိုလည်းငွေကြေးကောက်ခံတာတွေရှိနေကြောင်းသိရပါတယ်။ကားမိုင်းမြို့အတွင်းလိုင်စင်မပါတဲ့ဝတ်တောက်ကားများကိုဖမ်းဆီးနေပြီးဒီဇင်ဘာလ9ရက်နေ့ကခီးသွွားပြည်သူရှိဦးနဲ့ဝတ်တောက်ကားနှစ်စီးကိုဖမ်းဆီးထားကစစ်ဆေးမှုတွေပြုလုပ်ပြီးနှစ်စီးကိုတော့တင်စီထားတယ်လို့သိရပါတယ်။အဆိုပါစစ်ကောင်စီအဖွဲ့ကခုလိုဖမ်းဆီးစစ်ဆေးမှုတွေလှုပ်ဆောင်နေတာတွေကြောင့်ခီးသွွားပြည်သူများကိုလည်းတတိကြီးစွာတွာလာကြဖို့ပြောဆိုမှုတွေလည်းရှိနေပါတယ်ရှင်။တရုတ်အစိုးရမှနေဆက်ကုန်တွေမြို့တွေကိုလောက်တောင်းဖြေလျှော့လိုက်တာကြောင့်ဒီဇင်ဘာလ9ရက်နေ့မှစပြီးနိုင်ငံဆက်တစ်တီးအယောင်ကွင်းမှာမြမဖျဲသည့်တခွားတီးတွေအယောင်အဝယ်ဖြစ်လာတယ်လို့နေဆက်ကုန်တွေထမှသိရှိရပါတယ်။တရုတ်ဘက်မှနေဆက်ကုန်တွေရဲ့အဓိကမြို့ကြီးတွေကိုလောက်တောင်းဖြေလျှော့လိုက်တာကြောင့်မြန်မာဘက်ကဖျဲတခွားတောင်တူတွေကုန်တယ်တွေတွတ်တော်မျိုးလင့်ချက်ရရှိလာပြီဖြစ်ကြောင်းအရင်ကဖျဲတခွားတွေကိုကိုဗစ်ပိုးစစ်နေကြဖြစ်ပေမဲ့ဒီဇင်ဘာလ9ရက်နေ့ကစပြီးကိုဗစ်မစစ်တော့ပဲတစ်တီးကားတွေကိုတရုတ်ဘက်လွတ်လွတ်လပ်လပ်တွာလာခွင့်ပြုလိုက်ပြီဖြစ်ကြောင်းသိရပါတယ်။ဂျန်တီတန်တင်ပို့တဲ့ကျင်းစန်းကျော့နေဆက်ကိဝင်ပေါက်ကိုလည်းဒီဇင်ဘာလ2ရက်နေ့ကစတင်ဖွင့်လှစ်လိုက်ပြီးဂျန်အတိကဝင်ခွင့်ပြုမှာဖြစ်ပေမဲ့လက်ရှိမှာတော့အသီးနဲ့တခြားကုန်ပစ္စည်းတွေကိုလည်းတင်ပို့လို့ရမှာဖြစ်ကြောင်းကုန်သည်တွေကပြောပါတယ်ရှင်။ပမာတိုင်းတာဘာသာဖြစ်တဲ့ဒီစမှုစစ်စင်ကိုကြည့်ရှုနာဆင်သူပရိသတ်အပေါင်းကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်ကျေးဇူးတင်ပါတယ်ရှင်